ဒီနေ့တော့ entry grammar နဲ့ပတ်သက်ပြီးတော့ list လေးထုတ်ပေးထားတယ်အဲ့တော့ဒီနေ့မှာတော့ဒီgokaku dekiru ဆိုတဲ့စာအုပ်လေးတွေကပေါ့နော် grammar အပိုင်းလေးကိုအားလုံးအတွက်ဖြည့်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာဆိုရင်နေ့ကအဖြေတစ်ခုတည်းပဲပြောတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်အားလုံးမှာအဖြေထဲမှာပါတယ် ichini sanyo grammar လေးအားလုံး revision ပြန်ရင်းနဲ့မှပြောပြသွားပေးမယ်အဲ့တော့ဒီအားလုံးကတာပေါ့နော်ဒါလေးကိုတိတိကျကျလိုက်ကြည့်ရင်မသိထားတဲ့ grammar အသစ်လေးတွေလည်းသိလာမယ်သိပြီးသား grammar လေးကိုလည်းပြန်လည်လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်ပါလိမ့်မယ်အဲ့တော့ grammar စုစုပေါင်းဒီမှာဆိုရင်44ပုဒ်ရှိရပေါ့နော်အဲ့တော့နေ့ကဗီဒီယိုကလည်းအရင်ကြာတော့မှဆိုတဲ့အတွက်ကြောင့်ဒါလေးကို၄ပိုင်းဖြတ်ပြီးတော့မှပေါ့နော်တနေ့ကို7ပုဒ်နှုန်းနဲ့ဒီ4ရက်ပေါ့နော်ခွဲပြီးတော့သင်ပေးပါမယ်အဲ့တော့စလိုက်ကြရအောင်問題1問題1ကဒီမှာ文法ပေါ့နော် grammar ရဲ့တာရရှိ文法形式ကို選ぶမှန်ကန်တဲ့ grammar ပုံစံလေးကိုရွေးချယ်သည်အဲ့တော့次の文の何々に入れるのにもっとも良いものを1,2,3,4から一つ選びなさいအဲ့တော့အောက်မှာပေးထားတဲ့ကွက်လက်လေးတွေကိုထည့်ရမယ်အကောင်းဆုံးစကားလုံးကို1,2,3,4နဲ့ကနေရွေးချယ်ပေးပါအဲ့တော့1ကိုကြည့်မယ်1လေးကこのドアの鍵は強く押さえる何々に回してくださいဒီတကားရဲ့တော့က強くအားကောင်းကောင်းနဲ့押さえるဆိုတာနှိပ်တာအဲ့တော့အားကောင်းကောင်းနဲ့နှိပ်ပြီးတော့မှ回してくださいလှည့်ပေးပါအဲ့တော့သူပေးထားတဲ့အဖြေမှာ1ကခါရနေဝါတဲ့ဒီခါရနေဝါဆိုတဲ့ grammar pattern လေးက entry မှာတော့မတင်တာများတယ် entry မှာတော့တွေ့ရတယ်ပေါ့နော်ခါရနေဝါဆိုတာလေးကဆိုမှားတော့ဆိုတဲ့ grammar pattern လေးပါဆိုမှားတော့ဥမာရှိခံကိုဥခဲရုခါရနေဝါဂောကခုရှိတိုင်းစာမေးပွဲဖြေပြီးဆိုမှတော့အောင်ခြင်းနဲ့လို့ဒါမှမဟုတ်လေဟာချီမဲရုခါရနေဝါစိုက်ကောမတဲ့ယာရီနာဆိုင်နော်စလိုက်ပြီဆိုမှတော့အဆုံးအထိဆက်လုပ်ပါအဲ့ဒီလိုမျိုးအခြေအနေလေးတွေမှာတုံးတဲ့ဟာလေးပါဆိုမှတော့ဆိုတဲ့ဟာဥချင်းနိကတော့ဗာလေးလဲဆိုတော့စင်အတော်တွင်းဆိုတဲ့ grammar pattern လေးစင်အတော်တွင်းဥချင်းနိရောကနေ့တော့သုံးတဲ့နေရာ2နေရာရှိတယ်သူကအခွင့်အရေးရှိနေတော့အခွင့်အရေးရှိနေစဉ်အတော်တွင်းလေးမှာတစ်ခုခုကိုလှုပ်ထားမယ်ဆိုတဲ့ပုံစံမျိုးလေးရဲ့နောက်တစ်ခုကတော့အရှိရတစ်ခုခုကိုပေါ့နော်ပြုလုပ်နေစဉ်အတော်တွင်းမှာအခြေအနေတစ်ခုခုကသူ့အလိုလိုပြောင်းလဲသွားတာမျိုးလေးတွေမှာသုံးတယ်ဥမာအသက်ငယ်ရွယ်စဉ်အတော်တွင်းတောင်တက်ထားမယ်ဒါဆိုရင်တော့အခွင့်အရေးရှိတော့လှုပ်ထားမယ်ဆိုတဲ့ပုံစံမျိုးလေးဒုတိယတစ်ခုလေးကကြတော့ coffee ဆိုင်မှာ coffee ထိုင်တောက်နေစဉ်အတော်တွင်းအပြင်ဘက်ကမှောင်သွားတယ်သူ coffee တောက်နေတာဇက်တိုက် coffee တောက်နေရင်းနဲ့မှာပေါ့နော်တခုခုကိုအဲ့မှာဖုန်းကြည့်နေမယ်စာအုပ်ဖတ်နေမယ်အဲ့လိုလုပ်နေစဉ်လေးမှာအပြင်ကမှောင်သွားတယ်ပေါ့အဲ့လိုချိန်နေမိမှာသုံးတယ်တာဘီနီဆိုတဲ့ grammar pattern လေးကကြတော့အချိန်တိုင်းဆိုတဲ့ grammar pattern လေးပါအချိန်တိုင်းသူကတော့ဘလို့အချိန်တွေမှာသုံးလဲဆိုတော့တခုခုဖြစ်တဲ့အချိန်တိုင်းမှာတူညီစွာဖြစ်သွားတယ်လို့အနောက်ကတူညီစွာလှုပ်ဆောင်တယ်လို့တူညီစွာခံစားရတယ်ဆိုတဲ့ပုံစံမျိုးလေးတွေဥပမာこの歌を聴くたびに母を思い出すဒီတခြင်းလေးကိုနားထောင်လိုက်ရတဲ့အချိန်တိုင်းမှာအမေကိုတတိရတယ်လို့ဒါမှမဟုတ်ရင်လည်းအဖေကပေါ့နော်ခရီးထွက်တဲ့အချိန်တိုင်းမှာအိမ်ပြန်လက်ဆောင်ဝယ်လာလေးရှိတယ်အဲ့ဒီလိုမျိုးပေါ့တခုခုလုပ်တဲ့အချိန်တိုင်းမှာကိစ္စတခုခုကထက်ခါဖြစ်တာမျိုးကိုပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်အဲ့တော့ဒီ grammar pattern လေးကပေါ့နော်မသုံးတဲ့နေရာလေးရှိတယ်မသုံးတဲ့နေရာဆိုတာဘယ်လိုနေရာလေးလဲဆိုတော့ဥမာလူတိုင်းပေါ့နော်လူတိုင်းနေ့စဉ်ပုံမှန်လုပ်နေကြကိစ္စမျိုးတွေမှာမသုံးဘူးဥမာဘယ်လိုကိစ္စရလဲဆိုတော့မနက်အိပ်ရာနိုးတဲ့အချိန်တိုင်းညနာတစ်တယ်လို့ထမင်းစားပြီးတဲ့အချိန်တိုင်းလက်ဆေးတယ်လို့အဲ့လိုနေရာတွေမှာတော့မသုံးဘူးပြီးရင်ယောမန်ကယောနိစတဲ့ဆိုတာဖြစ်အောင်လုပ်ပြီးနော်ယောဆိုတာလေးကလေဖို့ရန်အောင်အဲ့တော့ဒီမှာဆိုရင်ဖြစ်အောင်လုပ်ပြီးအားမို့လေနိုင်နာနီအတိုင်းယောနီကိုနေတော့အတိုင်းလို့လည်းပြောရဲဆိုနိုင်နာနီအတိုင်းလုပ်ပြီးအဲ့တော့ဒီထဲမှာအဖြေကိုစဉ်းစားမယ်ဆိုရင်ဒီတကားရဲ့တော့ကအားကောင်းကောင်းလေးနှိပ်ထားတာပြီးတော့မာဝတ်တက်ခရာဆိုင်လှည့်ပေးပါအဲ့တော့ကောင်းကောင်းလေးပေါ့နော်နှိပ်ထားပြီးတော့မှလှည့်ပေးပါဒါကြောင့်မလို့အဖြေကယွန်းပန်းအောင်ထင်ပါပါအခြားအချင်းနီးစမ်းနေနေမဆိုင်ဘူးလीเนาะသူ့အခြေအနေတွေတခုမှမဟုတ်ဘူးအဲ့တော့အဖြေကယွန်းအားကောင်းကောင်းလေးနှိပ်ထားပြီးတော့မှမာဝတ်တက်ခရာဆိုင်လှည့်ပေးပါ
အဲ့ဒါဆိုရင် ichi ရမယ်လို့ထင်ပါတယ်အဲ့တော့နိဗ္ဗာန်ကိုကြည့်ရအောင်နိကတာပဲနိုင်နာနီနော်ခိုးတဲ့ခရာဆိုင်အဲ့တော့ခန်းကြီးလေးလည်းသိရမယ်ပေါ့နော်တာပဲစားတာနောက်ကခန်းကြီးလေးကနော်ခိုးရှိမဆိုတဲ့ဟာလေးပါဒီခြံထားတာပေါ့အဲ့တော့စားတာရဲ့ခြံထားပေးပါအဲ့တော့ ichi ကခီရဲနာခတ်တာရခီရဲနာခတ်တာရဆိုတဲ့ grammar pattern လေးอ่ะဒီတော့ entry မှာ verb ကိုဖြုတ်ပြီးတော့မှခီတို့verb ကိုဖြုတ်ပြီးတော့ခီတို့ဆိုရင်သူကအကုန် verb လိုက်တာလှုပ်เสียမကြံအောင်ကိုပဲလှုပ်လိုက်တာမျိုးအကုန် verb လိုက်တယ်တာပဲခီတို့အကုန်စားလိုက်သည်နော်မီခီတို့အကုန်တောက်လိုက်သည်ဆိုတဲ့ဟာမျိုးအကုန် verb လိုက်သည်အဲ့ဒါကိုမှ verb mask ကိုဖြုတ်ပြီးတော့မှခီရဲနိုင်ဆိုရင်တော့အကုန်မ verb နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်လေးညားလွန်းလို့တာပဲခီရဲနိုင်အကုန်မစားနိုင်ဘူးအဲ့လိုမျိုးပါအကုန်မ verb နိုင်ဘူးဒါလေးက name 1 grammar လေးပေါ့နော်တာခီရဲနာခတ်တာဆိုတော့အကုန်မစားနိုင်တာနီးအာမတာရအာမရူဆိုတာကပိုရှန်တီဒါပေမဲ့ပိုရှန်တီဆိုပေမဲ့သူကတော့ grammar pattern နဲ့အဲ့လိုမျိုးကြီးတာပဲအာမတာရအဲ့ဒီလိုမျိုးကြီးတော့မသုံးဘူးပေါ့နော် meaning အနေနဲ့ပဲသုံးတယ်ပြီးတော့ wasure တာရ wasure mask ကကြတော့လဲမေးတာပြီးတော့ခက်ခဲဆိုတဲ့ဟာလေးကလည်း grammar pattern နဲ့မှသင်ရတယ်verb mask ကိုဖြုတ်ပြီးတော့ခက်ခဲဆိုရင်လေ velasa ဆိုတဲ့ဟာလေး velasaသူကကြတော့အဆုံးထိမလုပ်ရသေးပဲနဲ့လှုပ်လက်စစားလက်စတို့ရေးလက်စတို့တောက်လက်စတို့ပေါ့အဲ့တော့ဒီမှာအခြေအနေကခြံထားပါဆိုတော့တာပဲခီတယ်နာခတ်တာရပေါ့စားလို့မကုန်ဘူးဆိုရင်ခြံထားပါအကုန်မစားနိုင်ဘူးဆိုရင်ခြံထားပါအဲကြောင့်မလို့အဖြေက ichi ဖြစ်တယ်အဲ့ဒါဆိုရင်စံပန်ကတော့ Rio Koku နော်ခံခေဝဝါရုခုနာတို့နိုင်နာနီတာအဲ့တော့ Rio Koku ဆိုတာနှစ်နိုင်ငံတိုင်းပြည်နှစ်ပြည်ရဲ့ခံခေဆိုတာလေပတ်သက်ဆက်နွယ်မှုတွေကဆိုပြီးတော့မှနိုင်နာနီတာအဲ့တော့အောက်က grammar pattern လေးကြည့်မယ်ဆိုရင် ippo ပေါ့နော်ပထမ grammar pattern လေးက ippo ဆိုတဲ့ grammar pattern လေးပါအဲ့တော့ ippo ဆိုတဲ့ grammar pattern လေးကဒီတော့ verb dictionary ippo သားဆိုပြီးတော့သုံးတယ်ပို့ verb လာတယ်ဆိုတဲ့အဓိပ္ပာယ်လေး verb dictionary ဘာကာရီတာရဲ့ verb dictionary ippo သားရဲ့သူတို့နှစ်ခုကအတူတူပဲဘာကာရီတာဒါမှမဟုတ်ရင်လည်း verb dictionary နော်လို့ ippo သားပို့ပြီးတော့ verb လာတယ်ဆိုတဲ့အဓိပ္ပာယ်လေးတွေပါသူတို့ကဒီပြောင်းလဲမှုလေးတွေကိုဖော်ပြတဲ့အခါမျိုးမှာသုံးတယ်ပြောင်းလဲမှုကဥတီယာတစ်ဖက်ထဲပေါ့ပို့တိုးလာတယ်ပို့ဆိုးလာတယ်ပို့ဝလာတယ်ပို့မြင့်တက်လာတယ်ပေါ့အဲ့လိုအခြေအနေမျိုးမှာသုံးတယ်အဲ့တော့ဟိုးဒိုဒါဆိုတဲ့ grammar pattern လေးကတော့လောက်တဲ့အထိဆိုတဲ့ဟာလေးပါလောက်တဲ့အထိသူကကြတော့ဘယ်လိုအခြေအနေမှာသုံးတဲ့ grammar လေးလဲဆိုတော့အဖြစ်ပြက်အကြောင်းအရာတစ်ခုခုရဲ့ပေါ့နော် degree ဆိုတာအဲ့ဒီအဖြစ်ပြက်ရဲ့ပြင်းအားပေါ့ဘယ်လောက်ထိရှိလဲဆိုတာမျိုးဥပမာပိန်တဲ့ကိစ္စကိုပဲပြောနေတယ်ထားပါတော့ပိန်တာမှဘယ်လောက်ထိပိန်နေဆိုတာမျိုးမြင်တာအောင်ပြောတဲ့အချိန်မှာသုံးတဲ့ဟာလေးတွေဥပမာ तू ကပိန်တာအောင်မှပေါ့နော်လေတိုက်ရလွင့်သွားလောက်တဲ့အထိပိန်နေဆိုတဲ့ဟာမျိုးပေါ့ဒါမှမဟုတ်လည်းဘယ်လိုချိန်ဒီမှာသုံးလဲဆိုတော့တငယ်ချင်းကကျွန်တော်မုန်းနေအများကြီးကြွေးတာဘယ်လောက်တောင်များလဲဆိုတာသိတာစေခြင်းเนาะအကုန်လုံးစားမကုန်နိုင်လောက်တဲ့အထိဖြစ်တယ်အဲ့လိုမျိုးပေါ့เนาะသူကအဲ့လိုချိန်နေမှာသုံးတာခါကီရီဆိုတဲ့ grammar pattern လေးက entry မှာနီခါကီရီဆိုပြီးနှိုးသင်ခဲ့ရတယ်နီခါကီရီအဲ့တော့သူကအကောင်းဆုံးပဲဆိုတဲ့ grammar pattern လေးလေနိုင်နာနီကအကောင်းဆုံးပဲဟိုမှာအိတ်မပြောတဲ့အချိန်ဆိုရင်နွားနုပူပူလေးကအကောင်းဆုံးပဲလို့ဒါမှမဟုတ်လဲမိုးရွာတဲ့နေ့တွေဆိုရင်အိပ်ရတာအကောင်းဆုံးပဲလို့ဒါမှမဟုတ်လဲယောဂတွေပြန့်နှံ့နေတဲ့အချိန်မှာလူများတဲ့နေရာတွေကိုမသွားတာကအကောင်းဆုံးပဲအဲ့လိုခါမျိုးမှာသုံးတဲ့ grammar pattern လေးပါအဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့အဲ့ဒီမှာနိပါရမယ်ပေါ့နော်နိခါကီရီအဲ့ဒီလိုမဟုတ်ဘဲနဲ့နေတော့ကနိမပါဘဲနဲ့ခါကီရီဆိုရင်ကျတော့ and do မှာသင်ရတယ်ပေါ့ဘာလေးလဲဆိုတော့တရွေးတော့ဆိုတဲ့ grammar pattern လေးပါတရွေးတော့အဲ့တော့တရွေးတော့ဆိုရင်ဘယ်လိုအချိန်ဒီမှာသုံးလဲဆိုတော့တရွေးတော့မပြောင်းလဲဘူးဆိုတဲ့ဟာလေးတရွေးတော့မပြောင်းလဲဘူးဘန်ကျော်ရှိနိုင်ခါကီရီစာမလေးလာတရွေးတော့ရှိခံပါဂေါ်ကာခုတေခိနိုင်စာမေးပွဲကလည်းအောင်နိုင်မှာမဟုတ်ဘူးပေါ့အဲ့လိုအခြေအနေမျိုးလေးတွေမှာသုံးတာပါ
မနော်အရှိရဟာမပြောင်းလဲတပြီးတော့အနောက်ကဟာလည်းမပြောင်းလဲဘူးဆိုတာမျိုးမင်းကမတောင်းမှန်တပြီးတော့ကောင်မလေးကလည်းခွင့်လွှတ်မှာမဟုတ်ဘူးဆိုတဲ့ဟာမျိုးလေးတွေပေါ့ပြီးရင်တော့နောက်ဆုံးဟာလေးကတော့ handman ဆိုတာလေးကကျတော့ပေမဲ့တစ်ဖက်မှာတော့ဆိုပြီးတော့သူကအကြောင်းအရာကိစ္စတစ်ခုတည်းကိုပဲကောင်းတဲ့ဘက်ခြမ်းလည်းရှိတယ်မကောင်းတဲ့ဘက်ခြမ်းလည်းရှိတယ်ဆိုတဲ့အခါမျိုးမှာသုံးတယ်ဥပမာကိုယ့်အိမ်ကအမပဲထားပါတော့အမကပေါ့နော်ရုပ်ချောပေမဲ့တစ်ဖက်မှာတော့အကျင့်မကောင်းဘူးပေါ့ဒါဆိုသူ့အမရဲ့ကောင်းတာရဲ့မကောင်းတာရဲ့ကိုပြောလိုက်တာမျိုးအဲ့တော့ဒီမှာဆိုရင်နေ့တော့ background မှာပဲထည့်လို့ရလဲဆိုရင် itchy ပဲထည့်လို့ရတယ်ပေါ့နှစ်နိုင်ငံရဲ့ဆက်ဆံရေးတွေကပိုဆိုးလာတယ်အဲ့တော့နောက်ထပ်ယွန်ဘန်လေးကတော့この公園は1年ないなにいろいろな花が見られるဒီပန်းခြံကတစ်နှစ်အမျိုးမျိုးသောပန်းတွေကိုမြင်ရတယ်အဲ့တော့ပေးထားတဲ့ grammar လေးက niတိုင်းတဲ့ဆိုတဲ့ grammar လေးကအန်ဂျလီမှာ2နေရာမှာသင်ခဲ့ရတယ်။ဘာလေးလဲဆိုတော့နှစ်နှိုင်းရှင်လိုက်ရင်ပထမတစ်ခုကနှစ်နှိုင်းရှင်လိုက်ရင်သူကအကြောင်းအရာနှစ်ခုကိုလေနှိုင်းရှင်လိုက်ရင်ဆိုပြီးတော့အကြောင်းအရာနှစ်ခုကိုနှိုင်းရှင်ပြီးတော့မှလုံးဝကွာခြားနေတာမျိုးစန့်ကျင်ဘက်ဖြစ်နေတာမျိုးတွေကိုပြောတဲ့အခါမှာသုံးတာကိုယ့်အိမ်ကအဖေနဲ့အမေကိုနှိုင်းရှင်တာမျိုးပေါ့အဖေကစကားများတာနှစ်နှိုင်းရှင်လိုက်ရင်အမေကစကားနဲတယ်လို့ရန်ကုန်နဲ့မန္တလေးကိုနှိုင်းရှင်တာမျိုးပေါ့သူကအကြောင်းအရာနှစ်ခုပါရမယ်အဲ့ဒီနှစ်ခုကိုနှိုင်းရှင်ပြီးတော့သူတို့နှစ်ခုကစန့်ကျင်ဘက်ဖြစ်နေတာမျိုးတွေသူတို့နှစ်ခုကလုံးဝကွာခြားနေတာမျိုးတွေကိုပြောတဲ့အခါမှာသုံးတာဒါကပထမတနေရာပေါ့ဒုတိယတနေရာလေးကတော့ noun ni တိုင်းတဲ့ဆိုပြီးတော့မှလေ noun အပေါ်ဆိုပြီးတော့လည်းပြောတဲ့အခါမှာသုံးတယ်noun ပေါ်မှာဘယ်လိုမျိုးဆက်ဆံကြတယ်လို့ noun ပေါ်မှာဘယ်လိုသဘောထားတယ်လို့အဲ့ဒီ noun တွေပေါ်မှာဘယ်လိုမျိုးပြုမှုဆောင်ရွက်ပေးတယ်အဲ့ဒီလိုအခါမျိုးတွေမှာလည်း ni တိုင်းတဲ့လေးကိုသုံးတယ်ဒီမှာတော့မဖြစ်နိုင်ဘူးပေါ့နော်ပြီးရင်နံပါတ်2ကတော့ ni khawate ဆိုတဲ့ grammar pattern လေးကကိုစားဆိုတဲ့ grammar pattern လေးပါကိုစားအဖေကိုစားအမေကိုစားဆိုတဲ့ဟာမျိုးပေါ့အဖေမအားလို့ပေါ့အဖေမအားလို့ပေါ့နော်အဖေကိုစားကျွန်တော်ကလာခဲ့တာပါဆိုတဲ့ဟာမျိုးလေးမှာသုံးတယ်နိုင်နာနီယိုမိုတိုနီဆိုတာနိုင်နာနီကိုအခြေခံပြီးသူကကြတော့ဘလို့အချိန်တွေမှာသုံးလဲဆိုတော့ A ကိုအခြေခံပြီးတော့ B ကိုပြုလုပ်တယ်ဆိုတဲ့ဟာမျိုး A ကိုအခြေခံပြီး B ကိုပြုလုပ်ဥမာတချို့ဇာတ်ကားတွေဆိုရင်လေဝိထုကိုအခြေခံပြီးရိုက်ထားတာအဲ့လိုခါမျိုးမှာဝိထုကိုအခြေခံပြီးဇာတ်ကားရိုက်ထားတယ်ဒါမှမဟုတ်လေတကယ်ဖြစ်ရပ်ကိုအခြေခံပြီးတော့ဝိထုရေးထားတယ်အဲ့ဒီလိုမျိုးပေါ့နော် A လေးကိုအကြောင်းပြုပြီးတော့ A လေးကိုအခြေခံပြီးတော့မှ B ကိုပြုလုပ်ထားတယ်ဆိုတဲ့အခါမျိုးမှာသုံးတယ်ပြီးရင်နောက်ဆုံးယွန်းလေးကတော့နိုင်နာနီကိုစူးကြည့်တဲ့လို့ဖတ်တယ်ပေါ့နော် grammar pattern လေးကသုံးတဲ့နေရာ2နေရာရှိတယ်သူကပထမတနေရာကကျတော့ဘာလဲဆိုတော့တလျှောက်လုံးနိုင်နာနီတလျှောက်လုံးလို့ပြီးလုံးလို့နိုင်နာနီလုံးလို့နိုင်နာနီကာလပတ်လုံးလို့အရှိရပေါ့နော်နောင်မှာအချိန်ကိုဖော်ပြတဲ့နောင်လေးတွေတို့နေရာကိုဖော်ပြတဲ့နောင်လေးတွေလိုက်တယ်ဥမာဒီလန်းတစ်လျှောက်လုံး10နှစ်တာကာလပတ်လုံး10နှစ်လုံးဒါမှမဟုတ်ဒီမျိုးတစ်လျှောက်လုံးအဲ့ဒီလိုမျိုးပေါ့နော်သူကတစ်လျှောက်လုံးလုံးကာလပတ်လုံးဆိုပြီးတော့ပြောတဲ့အခါမှာသုံးတယ်ပြီးရင်နောက်ထပ်တစ်နေရာကတော့ဗာလဲဆိုတော့မှားတဆင့်ဆိုတဲ့နေရာမှာလည်းသုံးတယ်မှားတဆင့်သူနဲ့ကျွန်တော်နဲ့ကတငယ်ချင်းမှားတဆင့်ခင်မင်ခဲ့တာဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဂျားကန်အနေနဲ့မှားတဆင့်ဆိုတဲ့နေရာမှာလည်းသုံးတယ်အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီပန်းခြံကတစ်နှစ်အမျိုးမျိုးသောပန်းတွေကိုမြင်ရတယ်ဆိုတော့တစ်နှစ်လုံးပေါ့တစ်နှစ်တာတစ်လျှောက်လုံးတစ်နှစ်တာကာလပတ်လုံးဒါကြောင့်မလို့အဖြေကယွန်းပန်းပါအဲ့ဒါဆိုရင်နံပါတ်5ပေါ့နော်ကောပန်းကစမနော်ယောရီနိုင်နာနီအိုရှိမိုနိုဝါနိုင်အမေရဲ့ပေါ့ဟင်းလေးကအရသာရှိတဲ့အရာကမရှိဘူးအဲ့တော့ဒီမှာဆိုရင် grammar လေးကိုဖတ်လိုက်တာ ਨੇ အနောက်ကတော့ဝါ9ဆိုတဲ့ဟာလေးတွေ့ရတယ်ပြီးတော့သူပေးထားတဲ့ဟာတွေကမတယ်အထိတာခဲတာလင်းဟိုးတို့လောက်စာအဲဆိုရင်တောင်မှတို့တာလင်းတို့အဲ့တော့ grammar pattern လေးရှိတယ်လေခုတိုင်းဝ9ဂူတိုင်းဝ9ဟိုးတို့ဝ9ဆိုတဲ့ grammar လေးခုတိုင်း
ပြီးတော့မှနိုင်နာနီဝနိုင်ပြီးတော့ဂူတိုင်းနိုင်နာနီဝနိုင်ပြီးရင်ဟိုတို့နိုင်နာနီဝနိုင်ဘာလေးလဲဆိုတော့နောင်လောက်နောင်ကမရှိဘူးဆိုတဲ့ဟာလေးအရှက်နောင်လာရပါတော့နောင်လောက်နောင်ကမရှိဘူးအဲ့တော့အမေရဲ့ဟင်းလျာလောက်အရသာရှိတဲ့အရာကမရှိဘူးဒါကြောင့်မလို့နေတော့အဖြေကစံပန်ဖြစ်ပါတယ်ပြီးအောက်ကရော့ခုကတော့အိုရခိုတိုမိုနော်ခန်ခိုကအချိပန်တိုင်းစေဆွနာခိုတိုတာအဲ့တော့မိဘကလေးတွေရဲ့ကျန်းမာရေးကအရေးအကြီးဆုံးအရာဖြစ်တယ်အဲ့တော့သူပေးထားတဲ့ grammar လေးတွေကအချိလီယာကြတော့နီယော့တဲ့ဟာလေအန်တိုရီမှာအများကြီးကိုတွေးခဲ့ရတယ်ပေါ့ဒီလိုစာတင်တော့က၄နေရာပေါ့နော်ဒေချာပြောမယ်ဆို၄နေရာမှာတွေးခဲ့တယ်ပထမဆုံးတစ်နေရာကကျတော့နောင်နီယော့တဲ့ဆိုပြီးတော့မှနောင်ကိုလိုက်၍မူတည်၍ဆိုတဲ့ဟာလေးပထမတစ်နေရာကနောင်ကိုလိုက်၍နောင်ကိုမူတည်၍ဟာလေနောင်ကိုလိုက်ပြီးတော့မတူဘူးတော့နောင်ကိုမူတည်ပြီးတော့ကွဲပြားတယ်တော့မတူဘူးကွဲပြားတယ်ဆိုတဲ့ဟာမျိုးလေးကိုပြောတဲ့အခါမှာသုံးတယ်နေရာဒေတာကိုလိုက်၍ယဉ်ကျေးမှုတွေကွဲပြားတယ်ဆိုတဲ့ဟာမျိုးတွေပေါ့အဲ့တော့နောက်တစ်နေရာကကျတော့ဘာလဲဆိုတော့နောင်နီယော့တဲ့ဆိုပြီးတော့မှနောင်ကြောင့်မလေးအဲ့ဒီနောင်ကြောင့်ဘာဖြစ်သွားတယ်ညာဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးမုံတိုင်းကြောင့်အိမ်ကပြိုကျသွားတယ်လို့အဲ့လိုခါမျိုးလေးမှာလဲနောင်နီယော့တဲ့ပဲပြီးရင်နံပါတ်3ကကျတော့ဘာလဲဆိုတော့နောင်အားဖြင့်မလေးအဲ့ဒီဒဲနဲ့တူတဲ့ဟာလေးပေါ့နော်နေတို့credit ကအားဖြင့်ပေးချေတယ်လို့အဲ့လိုခါမျိုးမှာ credit တို့ခါတို့နီယော့တဲ့ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့အားဖြင့်ဆိုတဲ့နေရာမှာလဲသုံးတယ်ပြီးရင်နောက်ဆုံးတစ်နေရာကတော့ဗာလေးလဲဆိုတော့နောက်ထံမှဆိုပြီးတော့မှသူကတော့နည်းနည်းထူးဆန်းတဲ့အသုံးလုံးလေးပေါ့နော်ဥခဲမိခေစာကြောင်းနေမှာသုံးတယ်လေဥခဲမိခေမှာခံရတယ်ပြုလုပ်ခံရတယ်ဆိုတဲ့ဟာမျိုးမှာဒီလိုကပြုလုပ်ခံရတဲ့ဟာကတက်မဲ့ဖြစ်နေရင်ပေါ့နော်အဲ့ဒီလူရဲ့နောက်မှာနီယော့တဲ့ဆိုတဲ့ဟာကိုသုံးတာစာအုပ်တအုပ်ထားပါတော့ခွန်တော်ဟွန်ကဆရာကြီးဆရာမဂျူးပေါ့နော်ဒါဆိုရင်ဂျူနီယော့တဲ့ခခရဲမတ်စတာဆရာကြီးဆရာမဂျူးထံမှာရေးချင်းခံခဲ့ရပါတယ်ဆိုတဲ့ဟာမျိုးအဲ့တော့ရေးချင်းခံရတဲ့စာအုပ်ကတက်မဲ့ဖြစ်နေတော့ပေါ့နော်ဆရာမဂျူးဆိုတဲ့လူရဲ့နောက်ကပါတီကယ်လေးကိုနီယော့တဲ့ဆိုပြီးတော့သုံးတာပေါ့ဒီလိုပုံမှန် N4 မှာတော့ကတော့ okay မိတင်ခဲ့တော့ကဝါတရှိဝဟာဟာနိရှိခါလာတဲ့တာကျွန်တော်ကအမေထံမှစုခံရတယ်အဲ့တော့အဲ့ဒီမှာတော့ကတော့ပြုလုပ်တယ်ပေါ့နော်အမေထံမှဆိုတဲ့ဟာကိုနေ့တော့ရိုးရိုးနိကိုပဲသုံးနေပေါ့ရိုးရိုးနိကကြတော့အဲ့မှာတော့ပြုလုပ်ခံရတဲ့ဝါတရှိဆိုတဲ့ဟာတက်ရှိဖြစ်နေလို့အဲ့တော့ကျွန်တော်ကတက်ရှိဆိုတော့တကယ်လူရဲ့နောက်မှာလည်းပေါ့နော်နီကိုပဲတုံးတယ်အဲ့လိုမဟုတ်ဘဲနဲ့ပြုလုပ်ခံရတဲ့အရာကတက်မဲ့ဖြစ်သွားရင်ကတော့လူရဲ့နောက်မှာနီရော့တယ်ကိုတုံးတယ်ဆိုပြီးတော့မှတ်ထားရတာအဲ့ဒါဆိုတာနံပါတ်1လေးရဲ့အသုံးနှုန်းလေးတွေပြီးရင်နီတို့တဲ့ဆိုတဲ့ grammar pattern လေးကတော့အတွက်တော့ဟိုင်းနာနီအတွက်တော့သူကအရှိကနောင်းလာပြီးတော့ပေါ့နော်အဲ့ဒီနောင်းအတွက်တော့ဆိုပြီးတော့မှအဲ့ဒီနောင်းနေရာလေးမှာဝင်ပြီးတော့ခံစားပြောဆိုတာမျိုးလေးတွေခေရှောစရုနော်ဝဂျော်စေနီတိုတဲ့တာနောရှိခိုတိုတာမိကက်တွေပါတွေပြင်ရတာကမင်းကလေးတွေအတွက်တော့ရောစရာကောင်းတဲ့အရာဖြစ်တယ်ဆိုတဲ့ဟာမျိုးပြီးတော့နီအိုဤတဲ့ဆိုတဲ့ grammar pattern လေးကတော့အန်တူးမှာတင်ရတယ်မှားဆိုတဲ့ဟာလေးပေါ့အဲ့တော့သူကဘာလေးနဲ့ဆင်လဲဆိုဒဲဆိုတဲ့ဟာလေးနဲ့ဆင်ပါတယ်နေရာမှာကျင်းပတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့သူကဒဲထက်ပိုပြီးတော့စာဆန်တဲ့အသုံးနှုန်းမျိုးလေးဖြစ်တဲ့အတွက်နေ့စဉ်ပုံမှန်မှာသုံးတာမျိုးထက်ကုမ္ပဏီတွေမှာတို့သတင်းစာရှင်းလင်းပွဲတွေတို့စတဲ့ဖြင့်ပေါ့နော်ရေးကြီးခွင့်ချက်ကိစ္စမျိုးလေးတွေမှာသုံးတယ်ပြီးတော့နှစ်ဆွေးတဲ့ကကြတော့နှစ်ပတ်သက်ပြီးဆိုတဲ့ဟာလေးပေါ့နှစ်ပတ်သက်ပြီးအဲ့တော့ဒီမှာဆိုရင်မိဘကလေးတွေရဲ့ကျန်းမာရေးကအရေးကြီးဆုံးအရာဖြစ်တယ်ဆိုတော့မိဘတွေအတွက်တော့ပေါ့နော်ဒါကြောင့်မို့အဖြေကနေတော့နိဗ္ဗာန်ကိုထည့်ပေးရမယ်။ကဲဒါဆိုရင်အောက်ကနံပါတ်9မှာတော့အနေဝခိုတိုးမွန်တော့ခိုတို့ယောခိနိုင်နာနေတဲ့ယောခုကခိုရာစွန်တာအဲ့တော့အမကကလေးဘဝတုန်းကယောဂကြောင်းပေါ့နော်မကြာခဏကြောင်းကိုအနားယူခဲ့ရတယ်အဲ့တော့ဟိုတိုဆိုတာလောက်တဲ့အထိနော်ဂါချိဆိုတဲ့ grammar pattern လေးက
famous ကိုဖြုတ်ပြီးတော့ကာချီရဲ့ noun ကာချီရဲ့ဖြစ်လေဖြစ်ထားရှိတယ်ဆိုတဲ့ဟာလေးဖြစ်လေဖြစ်ထားရှိတာအလေးထားရှိတာဒါရခဲဆိုတာမျိုးဘလပွားဆိုတဲ့ဟာလေးဘလပွားအများကြီးဆိုတဲ့ဟာမျိုးမခါရီနော်ဟေယာဝါဂေါ်မီဒါရခဲတော့သူ့အခန်းလေအမိုက်ဘလပွားပဲအမိုက်တွေအများကြီးပဲဆိုတဲ့ဟာမျိုးပြီးရင်ရှိတိုင်းကမျိုးဒီ N3 မှာထားပါဆိုတာထားပြန် N2 မှာတွေ့ရများတယ်ရှိတိုင်းဟိုမှာသုံးတဲ့နေရာလေးကမျိုး verb ကိုဖြုတ်ပြီးတော့ရှိတိုင်းဆိုပြီးတော့သုံးတယ်တော့ဗာလဲဆိုတော့ vector နဲ့ချက်ချင်းဆိုတဲ့ဟာ vector နဲ့ချက်ချင်းဆိုပေမဲ့နေ့တို့ N3 မှာလေ vector တူတန်းနီးဆိုတဲ့ grammar ကိုကြားဘူးလားမသိဘူး vector တူတန်းနီးဆီမှာဆက် vector တူတန်းနီးပေါ့နော်သူကလည်းပါပဲလဲဆို vector နဲ့ချက်ချင်းပဲအဲ့တော့ verb ကိုဖြိုးရှိတိုင်းရင် vector တူတန်းနီးဆိုတဲ့ vector နဲ့ချက်ချင်းဆိုတဲ့ grammar လေးရဲ့ဟာသူတို့ကဘာသာပြန်တာတော့တူနေပြီမဲ့သုံးတဲ့နေရာကွာခြားချက်ရှိတယ်အဲ့တော့ဒါလည်းတစ်ခါတည်းမှတ်ထားလို့ရတယ်ပေါ့နော်စာမေးပွဲမှာပါလာရင်ဒါကိုလုံးဝမှန်သွားအောင်လို့အဲ့တော့ရှိတိုင်းဆိုတဲ့ဟာလေးကကျတော့ဘလို့အချိန်တွေမှာသုံးလဲဆိုတော့ vector နဲ့ချက်ချင်းဆိုပြီးအနောက်ကစန္ဒတွေကိုယ့်ရဲ့စန္ဒတွေတို့ဒါမှမဟုတ်လေအခြားသူကိုပေါ့နော်တိုက်တွန်းတာတွေတောင်းဆိုတာတွေအကြံပေးတာတွေမှာသုံးတယ်ဥမာအဆက်တွေရတာနဲ့ချက်ချင်းဘာလုပ်လိုက်ပါမယ်တို့ပြန်ပြီးတော့အကြောင်းကြားပေးပါမယ်တို့အဲ့လိုမျိုးလေးတွေပေါ့နော်ပြီးတော့ vector တူတန်းနီးရဲ့ vector နဲ့ချက်ချင်းကကြတော့စန္ဒတွေအကြံပေးတာတွေတောင်းဆိုတာတွေတိုက်တွန်းတာတွေသုံးလို့မရဘဲနဲ့သူက vector နဲ့ချက်ချင်းဆိုပြီးတော့အံ့အားသင့်တာတစ်ခုခုဖြစ်သွားတာမျိုးကိုပြောတဲ့အခါမှာသုံးတာဗီဒီမောက်ကိုဖွင့်လိုက်တာနဲ့ချက်ချင်းငှက်ကလေးကဝင်လာတယ်အနောက်ကသူ့လောက်တာမဟုတ်ဘူးသူ့ရဲ့ဆန္ဒလည်းမပါဘူးသူမထင်မှတ်ထားတဲ့အရာဖြစ်တာမျိုးပေါ့အဲ့တော့အဲ့နှစ်ခုကအဲ့ဒီလိုကွာတယ်ဒါလမ်းကြုံလို့တခါလေးပြောလိုက်တာပေါ့နော်အဲ့တော့ရှိတိုင်းကဒါနဲ့ချက်ချင်းပြီးရင်နောက်တစ်ခုသူက noun ရှိတိုင်းဆိုပြီးတော့လည်းသုံးတယ် noun ရှိတိုင်းအဲ့ဒါလေးကတော့ဗာလဲဆိုတော့ noun ပေါ်မူတည်တယ်ဆိုတဲ့ဟာလေးပါ noun ပေါ်မူတည်တယ်ဟုတ်လေလူဘဝမှာပျော်ရွှင်တာမပျော်ရွှင်တာဆိုတာကတယောက်ချင်းစီရဲ့အတွေးခေါ်ပေါ်မှာမူတည်တယ်ခန်းကရဲ့ရှိတိုင်းတာဆိုတဲ့ဟာမျိုးပေါ့အတွေးခေါ်ပေါ်မှာမူတည်တယ်အဲ့လိုမျိုးအခြေအနေမျိုးလေးတွေမှာသုံးတယ်အဲ့တော့ဒီမှာဆိုရင်အမကကလေးဘဝတော့ကယောဂဖြစ်တာများပြီးဖြစ်လေဖြစ်ထားရှိပြီးဖြစ်တဲ့အတွက်အဖေကနိကိုထဲမှာမကြာခဏအကြောင်းအနာယူရတယ်အဲ့ဒါဆိုရင်အောက်ကနံပါတ်8私の子供はゲームをしている何々ひらがなを覚えましたကျွန်တော်ရဲ့ကလေးကဂိမ်းကိုကစားနေတာပြီးတော့မှဟီရာဂနာတွေကိုမှတ်မိသွားခဲ့တယ်အဲ့တော့အချီကခါဝရီနီဆိုတာလေကအစားနိုင်နာနီအစားဝရီနီဆိုတာလေမထင်မှတ်ထားလောက်အောင်လို့အနေနဲ့မထင်ရလောက်အောင်ဥချင်းနီကအပေါ်မှာပြောပြီးရပါတော့ဒီနောက်တစ်ခါမပြောတော့ဘူးအတော်တွင်စင်ရင်တော်တွင်တာမယ်နီဆိုတာကြတော့အတွက်ကြောင့်အကြောင်းရင်းကြောင့်နိုင်နာနီအတွက်ကြောင့်နိုင်နာနီအကြောင်းရင်းကြောင့်တာမယ်နီဆိုတဲ့ grammar pattern လေးကတစ်ခုခုဖြစ်ရ result တစ်ခုခုဖြစ်သွားတယ်ပေါ့နော်အကြောင်းအရင်းတွေကိုပြောတဲ့အခါမှာသုံးတာအဲ့တော့ဒီမှာဆိုရင်ကလေးလေးက game ကိုစော့ဟီရာဂနာတွေကိုမှတ်မိသွားတယ်ဆိုတော့ game ကိုစော့နေစဉ်တော့အတွင်းတို့ဒီတိုက်ပင်ကျင့်ရလေကွန်ပျူတာတင်တဲ့အခါမှာတိုက်ပင်ကျင့်နေဆိုလဲအဲ့လိုပဲတိုက်ပင်ကျင့်ဟိုတိုက်ပင်စော့တဲ့ game လေးရှိရလေမွေလေးနဲ့အဲ့လိုမျိုးဟာလေးကိုပေါ့နော်စော့ရင်းနဲ့တိုက်ပင်ကိုသူ့အတူမှတ်မိသွားတယ်လို့ပဲပေါ့သူကလေးလေးကလည်းပဲ game ကိုစော့စဉ်တော့အတွင်းမှာဟီရာဂနာကိုမှတ်မိသွားခဲ့တယ်အဲကြောင့်မို့အဖြေကစမ်းပန်းပါပြီးရင်ယုံကတော့一日に200円コーヒーを飲んだ何々で貯金することにしたအဲ့တော့တရက်ကိုရ200ပေါ့ကော်ဖီကိုတောက်ခဲ့တယ်ပြီးတယ်ပတ်စံစုဖို့ဆုံးဖြတ်ထားတယ်貯金ဆိုတာပတ်စံဆိုတာငွေစုတာအဲ့တော့တရက်ကို200ကော်ဖီတောက်တာရယ်ပြီးတော့ပတ်စံစုဖို့ဆုံးဖြတ်လိုက်တယ်ခါဝရီဆိုတာအစား
ဟာစုဆိုတာတေးချတယ်ပေါ့နော်ဟာစုတေးချတယ်စမိုရီဆိုတဲ့ဟာလေးက dictionary ရဲ့9 ဖောင်ရင်းနဲ့ဆိုရင်ကတော့ရည်ရွယ်တယ်ဆိုတဲ့ဟာတဖောင်နဲ့ဆိုရင်ကတော့မှတ်ယူတာမှတ်ယူတယ်ပြီးတော့ဟိုတိုဆိုတာလောက်တဲ့အထိအဲ့တော့တနေ့ကိုရမ်းနေရကော်ဖီကိုတောက်ခဲ့တယ်ပြီးတော့ပတ်စံစုဖို့ဆုံးဖြတ်လိုက်တယ်ဆိုတော့တနေ့ကိုရမ်းနေရကော်ဖီကိုတောက်တယ်လို့ယူဆပြီးတောက်တယ်လို့မှတ်ယူပြီးတော့ပတ်စံစုတယ်ဒါကြောင့်မို့အဖေကစမ်းပန်းထဲမှာပါအစ်ချီနဲ့လွယ်တတ်တယ်အစ်ချီကခါဝါရီနီဆိုတာအစားဆိုရင်တောက်ခဲ့တဲ့အစားမဖြစ်ရဘူးပေါ့နော်တောက်မဲ့အစားဆိုရင်เนาะနေတို့ကဒီအစ်ချီကိုဖြေလို့ရတယ်ဒါပေမဲ့သူကတဖောင်ဖြစ်နေတယ်လीเนาะတောက်ခဲ့တာဖြစ်နေတော့တောက်ခဲ့တယ်လို့ယူဆပြီးတော့တောက်တယ်ဆိုပြီးယူဆပြီးတော့မှမတောက်ဖဲနဲ့ပေါ့နော်ပတ်စံဆူလိုက်တယ်ပြီးရင်30ကတော့ခုနိုဟိုမှာခရဆုခိုင်ကရိုင်းရှူမာတယ်နိယွန်းတဲ့အခုနိုင်နာနီဝခါရီမတ်တာနဲ့အဲ့တော့ဒီစာအုပ်ကခရဆုဇာရင်အတန်းတွေကလူအားလုံးကနောက်တစ်ပတ်နောက်ဆုံးထားပြီးတော့ဖတ်တယ်နားလေတယ်နော်တဲ့အဲ့တော့စမိုရီစာရေးရွယ်တာပြီးတော့ဟာစုဆိုတာခုနတေးကြတယ်ခို့တိုဆိုတဲ့ဟာလေးကနေတော့စာကြောင်းလေးတွေရဲ့အစုံပါလေ Vet Dictionary ခို့တိုရဲ့ Vet 9ခို့တိုရဲ့ Vet Dictionary ခို့တိုဆိုရင်တော့ Vet ပါလို့ပြောတာ Vet 9ခို့တိုဆိုရင်ကတော့မ Vet ပါနဲ့လို့ပြောတာပြီးရင် Becky Vet Dictionary Becky ဆိုတာလေးကVet တင်နဲ့Vet Dictionary Becky Dewa Night နော်ဒါ Becky တာဆိုရင် Vet တင်နဲ့ပေါ့ Vet Dictionary Becky Dewa Night ဆိုရင်ကတော့မ Vet တင်ဘူးဆိုတဲ့ဟာလေးအဲ့တော့ဒီမှာဆီယာမပြောနေတဲ့ပုံစံမျိုးလေးပေါ့နော်ဒီစာအုပ်ကအတန်းထဲကလူအားလုံးနောက်တစ်ပတ်နောက်ဆုံးထားပြီးတော့ဖတ်ထားပါဖတ်ပါလို့ပြောတာအဲ့တော့အဖြေကစံပန်းမှာဖတ်ယွန်းတဲ့အခုခုတို့ဖတ်ထားပါနားလေတယ်နော်တဲ့ဒါဆိုရင်ဒါ10ပုတ်ပေါ့နော်10ပုတ်ဆိုတော့နေတော့4ပိုင်းပိုင်းလိုက်မယ်ဆိုတော့နောက်ဆုံးနေ့ကျမှ14ပုတ်တင်လိုက်မယ်ပေါ့နော်အဲ့တော့ပထမဒီ10ပုတ်လေးကိုနားလည်သွားမယ်လို့ထင်ပါတယ်နားမလည်ရင်လည်းဆန်းစီကို comment ထဲမှာပြန်မေးလို့ရတယ်ပေါ့နော်ပြီးတော့ဒီဟာလေးတွေကအဖြေပြောရုံမဟုတ်ဘဲနဲ့တခြား grammar လေးတွေကရှင်းနေတာဖြစ်တဲ့အတွက်ကြာကောင်းကြာနိုင်တယ်ဒါပေမဲ့လည်းfukushu လုပ်တယ်လို့ယူဆပြီးတော့ပေါ့နော်ဗီဒီယိုလေးတွေကိုကြည့်ပေးပါအဲ့တော့အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်